နောက်တနေ့ညနေဆောင်မှာတော့အဖိုးနဲ့မြေးလေးဟာရွာတိတ်ကညောင်မင်းကြီးအောက်မှာထိုင်နေကြပါတယ်။ရုတ်တရက်လေအေးလေးကချက်ဝှေ့တိုက်လိုက်တော့တိရွက်ကလေးတွေကရှဲနဲ့မြည်ပြီးလှုပ်ခါသွားကြတယ်။မောင်ဖုံးလေးကလေထဲကိုလက်ကလေးရမ်းကြည့်ရင်မေးပြန်တယ်။အဖိုးလေဆိုတာမျက်စိနဲ့လည်းမမြင်ရဘူး။ဒါပေမဲ့သူကတစ်ပင်တွေကိုလော့အောင်လုပ်နိုင်တယ်။တားတို့ကိုလည်းအေးအောင်လုပ်ပေးတယ်။သူကဘေးကလာတာလေဟင်။အဖိုးကအိတ်ကတ်ထဲကရက်တောင်လေးကိုခတ်ရင်းအေးလူလူပဲပလန်ဖိပါတယ်။လေဆိုတာစေတနာရှင်ခရီးစဉ်လေးပေါ်မြေရဲ့။သူကတနေရာမှာပဲအငြိမ်မနေဘူး။ပင်လေပင်ကအေးမြမှုကိုတဲလာပြီးတောတောင်လေးစီပေးဝေတယ်။တောတောင်လေးစီကတန်ရှင်းတဲ့အနှံ့တွေကိုတဲလာပြီးငါတို့ရွာကလေးစီကိုပေးဝေတယ်လေ။ဒါဆိုသူကမပင်မမှုတာဖို့မောင်ဖုံးကစိုးရင်တကြီးမေးတယ်။သူကမပင်မမှာဘူးမြေရဲ့။ဘာလို့လဲဆိုတော့သူဖြတ်သွားတဲ့နေရာတိုင်းမှာပန်းကလေးတွေပွင့်သွားကြတယ်။လူတွေစိတ်ချမ်းသာသွားကြတယ်။သူတစ်ပါးကိုပျော်ရွှင်အောင်လုပ်ပေးရတဲ့သူဟာဘယ်တော့မှမပင်မဘူးလေ။တိရွက်ကလေးတွေကရှဲနဲ့မြည်နေတာဟာလေညင်းလေးကိုနှုတ်ဆက်ပြီးကျေးဇူးတင်တဲ့စကားပြောနေကြတာပေါ့။မောင်ဖုံးလေးဟာမျက်စိမှိတ်ပြီးလေအေးလေးကိုခံစားကြည့်တယ်။တကယ်ပဲလေညင်းလေးကသူ့ကိုစကားလာပြောနေတယ်လို့ခံစားလိုက်ရတယ်